YT create နဲ့ AIT ဗီဒီယိုတွေထုတ်ပြီးတော့ YT create ထဲမှာပဲကျွန်တော်တို့ဒါဗီဒီယိုလေးကို edit ကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါအရင်ဆုံး Gemini ကိုကျွန်တော်ထုတ်လိုက်မယ် Gemini ကိုတော့ပြင်ကျွန်တော်တို့ဒါမှာဒီစာလေးတိုင်းကျွန်တော်တို့ဒါရေးလိုက်မယ်နော် sorry ပါဒီစာလေးတိုင်းကျွန်တော်ရေးလိုက်မယ်အဲ့လိုရေးပြီးရင်တော့ပုံလေးထွက်လာမယ်ပုံလေးထွက်လာတဲ့နေရာမှာကျွန်တော်ငပြောလေးကိုအရင်လုပ်ထားရပါတော့ဒီထဲမှာကျွန်တော်တို့ဒါတခြားအတီးမျိုးစုံကိုလည်းကျွန်တော်တို့လုပ်လို့ရတယ်ဆိုတော့ဒီပုံစီးတဲ့အခါမှာကျွန်တော်တို့ဒါဆိုရင်ဒါ zip ဆိုရလေးပေါ်တယ်ပေါ့နော်ဒီလို zip ဆိုရလေးပေါ်တယ်ဒါဆိုရင်ဒါ zip ဆိုရမပေါ်ဘူးပြမပေါ်ဘူးလို့ပြောလို့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ဒါ screenshot ရိုက်ပေးလိုက်ဗျာဒီလား screenshot ရိုက်ပြီးတော့ယူပေးလိုက်ပါဘာမှမဖြစ်ဘူးဆိုတော့ကျွန်တော်တို့ဒါကိုလည်း screenshot ရိုက်ပေးလိုက်မယ် zip ဆိုရမပါဘူး okay ဒါဆိုရင်ဒါလေးအကုန်လုံးဒါပုံလေးအတီးထုတ်ပြီးသွားရင်ဒါလေးကိုရေးလိုက်မယ်ကျွန်တော်တို့ထုတ်ထားတဲ့အတီးဆိုရင်အတီးပေါ့နော်အဲ့အတီးအကုန်လုံးတန်းစီပြီးရေးပြီးတော့ဒီဒီရွက်စားရင်ရလာမယ်ဒါကောင်းကျိုးဆိုးကျိုးပေါ့နော်ဒီမျိုးတွေလည်းဒါရေးလို့ရတယ်ဒါကျွန်တော်ဒါဥပမာပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါရေးပြီးဆိုတော့ဒါငပြောလေးရဲ့အကြောင်းလေးကျွန်တော်တို့ပြုံးယူလိုက်မယ် okay ပြုံးယူပြီးရင်ကျွန်တော်တို့ပေးသွားမယ်ဆိုရင် VPN လေးကိုသွားမယ် USA VPN ပေါ့နော် YT create ကကျွန်တော်တို့ဒါတောင်းတာပဲဖြစ်ဖြစ်ဗီဒီယိုလောက်တာပဲဖြစ်ဖြစ် VPN တော့လုပ်ရနော်အဲ့ VPN ကလည်းကျွန်တော်တို့ဒါ US ဖြစ်ရင်ပိုကောင်းတယ် US မှာပဲတုံးလို့ရတယ်ရှိတယ်ဆိုပြီးရင်ဒီတောင်းလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်မယ်ဒီအများလေးကိုကျွန်တော်နှိပ်လိုက်မယ်အများလေးကိုနှိပ်ပြီးကျွန်တော်တို့ဒီထဲမှာနေယူရောက်ဆိုလေးကိုကျွန်တော်တို့ထပ်နှိပ်လိုက်မယ်ပြန်လာပြီးတော့ပြန်မယ် okay ချိန်ပြီးဆိုရင်ကျွန်တော်တို့ဒါဒီလိုမျိုးပုံစံပေါ့နော်ဒါနာရီပေါ့နော်နာရီမီးနဲ့ဟာပါပေါ့နော်ဒါလေးပေါ်လာမှာပဲဒါချိန်တာအဆင်ပြေတာပေါ့နော်ဒါလေးမပေါ်မရှင်းဒီနေရာနေထွက်လို့မရပါဘူးဒါလေးပေါ်ရင်ကျွန်တော်တို့ဒါ home key နဲ့ထွက်ပြီးတော့ကျွန်တော် YT create တွေကိုကျွန်တော်တို့ဒါတွားမယ်okay YT create ရောက်ပြီဆိုရင်ဒါဒီလိုစာမျက်နှာလေးပေါ်လာလိမ့်မယ်ဗျာအဲ့လိုပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့ဒါ generate video ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ကျွန်တော်အတိလေးပေါ်လာအောင်နော် edit with AI နဲ့ okay generate video လေးကိုကျွန်တော်နှိပ်ပြီးရင်ဒီထဲမှာရိုးလေးကိုကျွန်တော်တို့ထည့်လိုက်မယ်ပုံလေးကိုထည့်လိုက်မယ်ပုံကတော့ဒါသုံးပုံထည့်လို့ရပါဘောနော်ပြီးရင်ကျွန်တော်တို့ရိုးလေးရဲ့print လေးကိုကျွန်တော်တို့ဒါထည့်မယ်ပေါ့နော်ရိုးလေးရဲ့စွမ်းရည်ကိုဖြည့်ပြီးတဲ့ဗီဒီယိုအစားရှိနေဗျာဒီလား10စက္ကန့်ဆိုတော့လောက်ထိမရဘူးဆိုတော့ကျွန်တော်ဒါအတူလေးပဲကျွန်တော်ထည့်လိုက်တော့မယ် okay ပြီးရင်ကျွန်တော် generate ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်တရားပြီးအောင်ဆောင်းလိုက်မယ်နော် okay ဒီလိုလေးဗီဒီယိုလေးမပြီးဆုံးပြန်ကျွန်တော်တို့ဒါ home key နဲ့ထွက်ပြီးတော့ကျွန်တော်တို့ရဲ့ဒါ Gemini ကိုတွားပြီး print လေးယူထားမယ်ပေါ့နော်ရိုးလေးပြီးရင်ဒါနည်းနည်းဒီပေါ့နည်းနည်းဒီရဲ့ print လေးကိုကျွန်တော်တွားယူထားမယ် copy paste okay ပြီးသွားရင်ကျွန်တော်တို့ဒါ generate video လေးကိုထပ်ပြီးအောင်နှိပ်လိုက်မယ်တရားပြီးအောင်ဆောင်းပြရမှာပေါ့နော်မထွက်ရင်တော့ပိုကောင်းတာပေါ့ဗျာပြောရရင်တော့ဒီနေရာနေတော့ okay ဗီဒီယိုတွေကတခါလေးထွက်လာပြီမဲ့ကျွန်တော်တို့ပို့လိုက်တဲ့စာသားမဟုတ်ပဲねသူကသူဖြည့်ပြီးတော့ပြောတဲ့စာသားပေါ့ဗျာဒီလားအဲ့လိုမျိုးလေးထွက်လာလေးရှိရဆိုတော့ကျွန်တော်တို့ဒါဗီဒီယိုလေးတစ်ချက်ကြည့်မယ်ဗျာမင်္ဂလာပါကျွန်တော်ရဲ့စွမ်းအားနဲ့ကျန်းမာရေးအတွက်အဆင်သင့်ဖြစ်ပြီလား okay ဒါဆိုရင်နောက်တစ်ပုတ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီအပေါင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီး generate video ဆိုတာလေးကိုကျွန်တော်တွားမယ်ဗျာဒီရဲ့ generate video ဆိုတာလေးကိုကျွန်တော်ထပ်တွားမယ်ပြီးရင်ဒီရဲ့အပေါင်းလေးကိုကျွန်တော်ထပ်နှိပ်မယ်နက်နက်ဒီလုံးမှာပြတော့နက်နက်ဒီပုံလေးတစ်ပုံယူမယ်ပြီးနက်နက်ဒီကိုထပ်ထည့်မယ်ကျွန်တော်ဒါလေးပဲကျွန်တော်ရေးလိုက်မယ်နော်။ Okay ဒါဆိုရင်ပြီးရင် generate ဆိုတာလေးထပ်နေမယ်။တရားပြီးတော့ကျွန်တော်ထပ်ဆောင်တဲ့အချိန်မှာကျွန်တော်တို့တခြား print လေးတော့ယူထားမယ်။ Okay ဒီလိုဗီဒီယိုလေးထွက်လာပြီဆိုရင်ကျွန်တော်တို့ဒါနောက်ထပ်ဗီဒီယိုတွေလည်းကျွန်တော်ခဏမှလုပ်ပြထားတဲ့အတိုင်းတိုက်ပြီးတော့လုပ်သွားပါတော့။ဒါပေမဲ့နောက်ထပ်ပြန်ပြီးပြောပြမယ်။ Okay ကျွန်တော်တို့ဒါဗီဒီယိုလေးကျွန်တော်စက္ကန့်40ပေါ့နော်။အဲ့လောက်ပဲကျွန်တော်ထုတ်ထားတယ်။အချိန်လေးထုတ်လို့ရအောင်ဆိုတော့ကျွန်တော်တို့ဒါဗီဒီယိုလေးအကုန်လုံးထုတ်ထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီထဲမှာ YT create ရဲ့ application အကြောင်းလေးကျွန်တော်နည်းနည်းလေးရှင်းပြမယ်။ဆိုတော့ဒါ edit with AI ကတော့ကျွန်တော်တို့ဒါ generate video ဆိုတာလေးကပို့ပြီးတော့ရေးကြည့်ရတာမြန်မာဗီဒီယိုထုတ်တာပေါ့နော်ဆိုတော့ကျွန်တော် Explorer ဆိုတာတော့ဒါ video shot အတူလေးတွေပေါ့နော်ပြီးအပေါင်းလေးဆိုတာတော့ဒါလည်းအတူတူပဲကျွန်တော်တို့ဒါအပေါင်းလေးကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ဒါ generate video လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဒါအများစုကတော့ဒီရဲ့ generate ပေါ်နေတဲ့ video လေးကိုလည်းသုံးတာတော့များတယ်ပြီးရင်ကျွန်တော်တို့ဒါ project ဆိုတာဒီမှာ project လေးရှိတယ်ဒီ project ကကျွန်တော်ထုတ်ထားတဲ့ဒါ video တွေပေါ့နော် video တွေအားလုံးကိုဒီထဲမှာပြန်ပြီးတော့ယူလို့ရတာရှိပါတယ်ပြန်ပြီးတော့လာယူလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ထုတ်ထားတဲ့ project video လေးထပ်သွားမယ် okay ထပ်သွားပြီဆိုရင်ကျွန်တော်ခဏလေးပါဖြတ်လိုက်မယ် okay ထပ်သွားပြီဆိုရင်ကျွန်တော် over လေးဒီရဲ့ဘာတန်းအောက်ကဘာတန်းလေးကိုကျွန်တော်ထုတ်ပြမယ်ဆိုတော့ over လေးဆိုတာလေးကိုနှိပ်မယ် over လေးကိုနှိပ်ပြီးကျွန်တော်တို့ဒါနည်းနည်းဒီပုံလေးကိုကျွန်တော်ဒါယူလိုက်မယ်ဆိုရင်ဒါဒီလိုလေးပုံနေမယ်ပေါ့ဒါလေးကတော့ပုံဘိုးလေးထည့်ရပါတော့အဲ့တော့ပုံဘိုးလေးထည့်ရတာတော့ factor တော့နော်အလင်းမောင်နေတာ animation တွေထည့်မယ်remove background ဆိုတာ background လေးဖြောက်လိုက်တာပေါ့နော်အဲ့လိုလေးလုပ်လို့ရတယ်ပြီးရင် replace ဆိုတာကျတော့အစားထိုးတာပေါ့နော်နည်းနည်းဒီနေရာမှာတခြားတံပြားလေးပြန်အစားထိုးခြင်းတယ်ဆိုရင်ဒါထိုးလို့ရတယ်ပေါ့နော်အဲ့လိုလေးပေါ့ okay over လေးပြီးသွားရင်ဒါ test ပေါ့နော် test ကကြောက်တာကျွန်တော်တို့ဒါစာပေါ့နော်ကျွန်တော်တို့ဒါစာရိုက်တာပေါ့နော်တခုခုရေးချင်တာပေါ့ခါခါဝေးပါခါငယ်အဲ့လိုမျိုးဒါစာရိုက်တာပေါ့နော်ဒါဥပမာလေးပြပါစာရိုက်ပြီးတော့စာရဲ့ style လေးအကြီးသေးတယ်မှာ font တွေချိန်လို့ရမယ် font တွေချိန်လို့ရမယ်ပြီးတော့ color တွေအကုန်ကျွေးလို့ရတယ်ဗျာ
ပြင်တာ background တွေရောကျွန်တော်တို့ဒါထည့်ရွေးလို့ရတယ် format ဆိုတာအခြေအလေပေါ့နော်ဒါစလုံးအထူအဆောင်မြင်ဆောင်အကုန်ရွေးလို့ရတယ်ဒါတော့ outline share လို့ပေါ့နော်ဒီလိုလေးစလုံးကြီးကြောက်လို့တရားပေါ့နော်ဒါတွေကတော့ okay ပြင် text animation လေးတွေမှာရှိရနော် animation လေးတွေကျွန်တော်တို့ဒါလုပ်လို့ရတယ် okay ဖြတ်ရှင်တယ်ဆိုရင်ဒီလိုဒီဟာလေးကိုဒါဖြတ်လိုက်ဗျာအမိုက်ပုံလေးပါတယ်ဗျာပြင် sound ဆိုတာလေးကိုကျွန်တော်တို့တွားမယ် sound ဆိုတာလေးမှာပဲကျွန်တော်တို့ဒါတချင်းလေးတွေဒါထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုကတော့ဒါဗီဒီယိုထပ်လုပ်တာပေါ့generate image ဆိုတာဒါ image ထပ်လုပ်တဲ့ sticker ဆိုရင်လည်းဒါကျွန်တော်တို့ဒါကက်ကက်ထဲမှာပါတဲ့ sticker လေးတွေလိုပဲပုံလုံးမိုက်တယ်ပေါ့ဆိုတော့တစ်ခုထည့်ပြမယ် okay ဒါဆိုရင်ကျွန်တော် sticker လေးပေါ်လာပြီ sticker လေးကသိနေပါတယ်လို့ဖြစ်တာ မင်္ဂလာပါ okay ဒီလိုလေး မင်္ဂလာပါ ဒါ sticker လေးပေါ့နော်ဒါအကြီးလေးကျွန်တော်တို့ချိန်လို့ရတယ် မင်္ဂလာပါ ဟိုအဲ့လိုလေးလည်းလုပ်လို့ရတယ်ပေါ့နော်ဒါတစ်ခါလေးကက်ကက်တောင်တွားကြမလို့ပဲ edit တာပေါ့နော်ပြီးရင် voice over ဆိုတာကျွန်တော်ရဲ့အတန်ကိုကျွန်တော်ပြန်တွင်းတာပေါ့နော်ပြီးရင် caption ဆိုတဲ့နေရာမှာဒါလေးအကုန်ပြန်ဖြတ်လိုက်မယ်နော်အမိုက်ပုံလေးဒီရလေးအပြာလေးဆိုအပြာအနေလေးဆိုအနီကလူလေးလိုက်ထောက်ပြီးတော့ဒါအမိုက်ပုံလေးကိုရွေးပြီးဖြတ်လိုက်ပါဖြတ်ရှင်နေကြတော့ပြီးရင်ဒီ caption ဆိုတဲ့နေရာလေးမှာကျွန်တော်ကဒီ sound source ဆိုတာလေးကိုကျွန်တော်နှိပ်မယ်ပြီး sound form video ဆိုတာလေးကိုထည့်ရွေးမယ် language နေရာမှာကျွန်တော်ကအင်္ဂလိပ်ရေးလိုက်မယ်ဒါမှမြန်မာစာပါဘူးဗျာတိလားမြန်မာစာပါလေးကိုကျွန်တော်ကတော့အင်္ဂလိပ်ပဲရွေးလိုက်မယ်ဒီမှာလည်းမြန်မာပါလေးအင်္ဂလိပ်ရွေးမယ်ပြီးရင် create ဆိုတာလေးကိုနှိပ်လိုက်မယ် okay create ဆိုတာလေးနှိပ်ပြီးရင်ကျွန်တော်တို့ဒါ sound ပေါ့နော် sound effect ပေါ့နော်ပြောရရင်ကျွန်တော်တို့ရဲ့ဒီ video ရဲ့ကျွန်တော်တို့ရဲ့ကာတွန်းပုံလေးရဲ့လှုပ်ရှားမှုအတန်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒါ sound effect လေးပေါ့နော်ပို့ပြီးတော့စိတ်ဝင်စားမှုရှိအောင်တုံးတာကိုကျွန်တော်ဖွင့်ပြမယ် မင်္ဂလာပါကျွန်တော်ရဲ့စွမ်းအားနဲ့ကျန်းမာရေးအတွက်အဆင်သင့်ဖြစ်ပြီလား ဒါနဲ့ဒီမှန်တော့ကိုခံစွမ်းအားကိုမြင့်တင်ပေးတဲ့ဗီတာမင် C ကျွဲဝပါတယ် အဲ့လိုမျိုးပေါ့နော်အဲ့လိုကင်းကင်းဆိုအဲ့လိုမျိုး sound အတန်လေးပါတယ်ပေါ့နော်ဒါကြတော့ okay ဒါဆိုရင်ဒီမှာဒီ video ကကြတော့ဒါ31 ထိပဲရတယ်ပေါ့နော်အဲ့ sound effect ကဒီမှာဒီနောက်ပိုင်းပုံကိုကြည့်လိုက်ဗျာ ဗီတာမင် A နဲ့ C ကျွဲသွားတာကြောင့်မျက်စိနဲ့အရေးပြ okay ဒီရဲ့နောက်ပိုင်းပုံစံဒါဒုံးတီကြီးဗျာတိလားအဲ့လိုမျိုးခဏက sound effect မပါတော့ဒါဒီဟာကြီးဆိုဒုံးတီကြီးဗျာတိတ်ပြီးတော့မကြွဘူးဖြစ်နေပါတော့အဲ့ဒါတော့ဘာမှလောက်တာလဲဆိုတော့ caption ဆိုတဲ့နေရာမှာလောက်တာပေါ့နော် okay caption ဆိုတဲ့နေရာမှာ sound effect လေးထည့်တာပေါ့ဗျာဒီရဲ့ canva ဆိုတာဘာလဲဆိုတော့ campaign ဆိုတာဒါတော့ကျွန်တော်မသိဘူးဗျာဆိုတော့ထားလိုက်ပါဒီ aspect ratio ဆိုတဲ့နေရာမှာဒါ69ဆိုတာကျွန်တော်တို့ရဲ့ဒါ TikTok မှာsorry YouTube မှာတင်မယ်ဆိုရင်ဒါ YouTube ရဲ့အချိုးပေါ့နော်ဒါတော့အလေကကြောင့်ဒါ TikTok site အချိုးပေါ့ဗျာဒီ1:1 ကကြောင့်ဒါကျွန်တော်တို့ဒါ Telegram ရဲ့အချိုးပေါ့ဗျာပြောရမယ်ဆိုရင်ဒီ3ခုအဲ့လိုမျိုးလေးရွေးလို့ရရနော်အဲ့လိုမျိုးရွေးမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ဒါပုံထုတ်တဲ့ကပို့ပြီးအဆင်ပြေပေါ့နော်ဒါပါဗျာကျွန်တော်တို့ကဒါဒီရဲ့အချိုးကိုကျွန်တော်တို့ကပုံထုတ်ထားတဲ့အချိုးကကြတော့ဒါ TikTok အချိုးကြီးဖြစ်နေတာကိုကျွန်တော်က69ပြောင်းလိုက်မယ်ဆိုတာမလာတော့ဘူးပြောမလာတော့ဘူးပေါ့ကွာမြင်ကွင်းကအဲ့လိုပုံထုတ်တဲ့ကအဲ့လိုမျိုးပေါ့နော်ကျွန်တော်ရဲ့အချိုးလေးတွေကိုဒီချာလေးရွေးပြီးတော့ထုတ်တာကိုကောင်းပါတယ် okay ဒီလိုလုပ်လို့ရပါတော့ okay ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့နားမလည်တာဘာညာရှိရဆိုရင်ကျွန်တော်ကဒါ Telegram မှာလာမေးလို့ရပါတယ် Telegram ကျွန်တော်ရဲ့ description ထဲမှာကျွန်တော်ရဲ့ Telegram account လေးကိုကျွန်တော်ချထားပေးမယ်ဆိုအားလုံးကိုကျေးဇူးများတင်တယ်